အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Channel 17 Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ချန်ငယ်ရဲ့ Mongolo Trout လို့အမည်ရတဲ့ Season 37 ရဲ့ First Recharge Special Skin လေးကိုတော့စိန်ကိုကြိုက်တဲ့ပမာဏဝယ်လိုက်တာနဲ့စိန်940လုံးနဲ့ကနေစိန်100တဲ့ပေးပြီးဝယ်လို့ရမှာဖြစ်ပါတယ်စိန် Recharge Skin ဖြစ်တာမို့စိန်ထဲမှာသာဝယ်လို့ရမှာဖြစ်ပါတယ်မော်တော်က Season အသစ်စာတိုင်းဒီလို First Recharge Skin အထူးသဖြင့်တော့ Special Skin အနေနဲ့ထုတ်ပေးတဲ့ Skin တွေကိုစိန်100တဲ့နဲ့ဝယ်လို့ရအောင်လုပ်ပေးထားတာလေးကတော့တော်တော်လေးကို Mobile Legends ချစ်တဲ့သူတွေအတွက်ကောင်းတဲ့အချက်လေးပါတကယ်ကိုကောင်းတဲ့အချက်လေးပါကျွန်တော်ဆိုရင်ဓာတ်ရိုက်စိန်55လုံးဝယ်လိုက်တာမှာ Chrysler Aurora 20နဲ့ Red Skin Fragment နှစ်ခုပါရရှိပါတယ်စိန်ထည့်လိုက်ပြီဆိုတော့ချင်းငယ်ရဲ့ skin ကိုစိန်100တန်းနဲ့ဝယ်လို့ရပါပြီဝယ်လိုက်တာက weekly enlight bundle မို့ COA နဲ့ Red Fragment မှာရရှိတာဖြစ်ပါတယ်ဒီ skin ကမြန်မာလိုဆိုရင်တော့လှပကြော်ရှင်းပြီးလာရောင်သွေးတဲနေတဲ့စက္ကန့်မယ်လေးပေါ့တော်တော်လေးအလိုတော်မှုချစ်စရာ skin လေးပါချန်ငယ် player တွေအကြိုက်ဝယ်ထားတဲ့ skin လေးဖြစ်ပါတယ်ဒါကဘယ်လိုဝယ်ရတယ်ဆိုတာကို share လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကအားပေးတဲ့သူတွေအတွက် Starlight giveaway လေးပါပါတယ် Mobile Legends တွေကအကြောင်းအရာ3ခုမေးပြီးအဖြေကိုတိတိကျကျဘယ်နေရာကနေဘယ် hero ရဲ့ story ကနေသိတာလဲဖြေနိုင်တဲ့ပထမဆုံးတယောက်ကို Starlight တကလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်မိကွန်းတွေကတော့ပထမဆုံးမိကွန်းတွေကတော့စီလောင်းမှာအဖေမတူးအမေကွဲညီမလေးတယောက်ရှိပါတယ်အဲ့ဒီ hero ကဘယ်သူပါလဲဒုတိယမိကွန်းကတော့ battery ရဲ့အခင်ရာဆုံးအပေါင်းအသင်းလေ့ကျင့်မဲ့ဘယ် hero ပါလဲတတိယမိကွန်းကတော့အယုံလေးလိုလှပတဲ့ Angela ရဲ့အဖေနာမည်ကဘယ်သူပါလဲပထမဆုံးတိတိကျကျအဖေမှန်တဲ့တယောက်ကိုတော့ Starlight တကလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဘေးကင်းချမ်းပါပြီးတော့ကန်ထိုးကန်ကောင်းသောနေလေးပိုင်ဆိုင်ရရှိနိုင်ကြပါစေ